အားလုံးပဲမင်္ဂလာပါရှင် Emily's Diary YouTube Channel ကနေပြန်ပြီးတော့ကြိုဆိုပါရစေဒီနေ့မှာတော့ social media မှာ trend ဖြစ်နေတဲ့ပြန်ပြီးတော့ခေတ်စားလာတယ်ပေါ့နော်ဒီစပစ်သီး12လုံးနဲ့ပတ်သက်တယ်ပေါ့နော်ဒီ ritual လေးကိုပြန်ပြီးတော့မျှဝေပေးချင်ပါတယ်တော်တော်များများလဲကြားဖို့လိမ့်မယ်လို့ထင်ပါတယ်เนาะကျမတို့ဒီ New Year ညမှာပေါ့နော်New Year ညမှာစပစ်သီး12လုံးကိုခုံအောက်မှာဝင်ပြီးတော့စားလို့ရှိရင်ကံကောင်းတယ်ဆူတောင်းတွေပြည့်တယ်ဆိုပြီးတော့ကျမတို့အခုနောက်ပိုင်းဒီ social media မှာတော်တော်များများ post လေးတင်လာတာကိုကျမတို့တွေ့ပါတယ်ပေါ့နော်အဲ့ဒီအလေးအထားလေးကဘယ်ကနေစတင်ခဲ့တာလဲဆိုလို့ရှိရင်တော့သူကအဓိကကတော့ Spain နဲ့ Latin America နိုင်ငံသားတွေကနေပြီးတော့သူတို့ကဒီ delay လေးကိုစတင်နေပေါ့နော်လက်ထဲမှာစပစ်သီး12လုံးကိုကင်ပြီးတော့သူတို့ကဒီ New Year ညကိုသူတို့စောင့်နေကြတယ်ပေါ့နော်ဒီနောက်နှစ်သစ်ကိုမကူးခင်လေးကိုသူတို့စောင့်နေကြတယ်အဲ့ဒါဘာကြောင့်လဲပေါ့ဒီ delay တွေကတခြားနိုင်ငံတွေမှာရောရှိလားဆိုရင်ကမ္ဘာတဝန်းလုံးမှာမတူညီတဲ့ delay ထုံးတန်းတွေကတော့ရှိနေပေါ့နော်အခုကတော့ဒီ Spain နိုင်ငံက1909ခုနှစ်လောက်ကနေစတင်တဲ့ဒီအလေးထားလေးအကြောင်းမျှဝေပေးမယ်နော်1909ခုနှစ်လောက်မှာဆိုရင်စပိန်နိုင်ငံကစပစ်သီးတွေကအထွက်နှုံးအရန်ကောင်းတယ်အဲ့လိုအထွက်နှုံးကောင်းတဲ့အခါမှာစပစ်ချံပိုင်ရှင်တွေရနေပြီးတော့ပေါ့နော်ဒီစပစ်သီးကိုစားရင်ကံကောင်းတယ်ဆိုပြီးတော့သတင်းစကားစပြီးတော့ပါခဲ့တယ်ပေါ့နော်အဲ့ဒီကနေစပြီးတော့ပဲဒီ delay လေးတစ်ခုကပေါ်ပေါက်လာတယ်လို့ကျမတို့သိရတယ်ပေါ့နော်အဲ့တော့စပစ်သီး12လုံးကဘာကိုရည်ညွှန်းတာလဲဆိုရင်သူကဒီအရှိလာမဲ့12လကိုရည်ညွှန်းတယ်ပေါ့ဆိုတော့ဒီနှစ်တစ်ပတ်လဲပေါ့နော်နောက်ထပ်နှစ်သစ်ထဲမှာရှိတဲ့လ12လကိုသူကရည်ရွယ်တာဖြစ်တယ်ကျမတို့ဒီ New Year ညတကောင်မှာထွက်လာတဲ့နာရီတန်12ချက်ပေါ့နော် countdown 12ချက်ရှိတယ်အဲ့ဒီနာရီတန်12ချက်မှာနာရီတန်တစ်ချက်စီမှာစပစ်သီးတစ်လုံးစီကိုကုံအောင်စားနိုင်လို့ရှိရင်ပေါ့နော်12ချက်ဆိုတော့12လုံးပေါ့ဒီလာမဲ့12လလုံးမှာကံကောင်းမယ်ဆိုပြီးတော့သူတို့ကယုံကြည်ကြတယ်တကယ်လို့ကုံအောင်မစားနိုင်ခဲ့လို့ရှိရင်ရောဘာဖြစ်နိုင်လဲဆိုတော့သူကဆူတောင်းမပြည့်ဘူးပေါ့လीနော်ဆူတောင်းမပြည့်ဘူးလို့ကျမတို့သိရတယ်ပေါ့စားရမယ့်ပုံကလည်းသူကခုံအောက်ကိုစပွဲကုံတစ်ခုံရဲ့အောက်ကိုဝင်ပြီးစားရမှာဘလို့ခုံလဲဆိုရင်တော့ဘလို့ခုံဖြစ်ဖြစ်ရတယ်ကိုဝင်ထိုင်ပြီးစားလို့ရမယ့်အကျယ်အဝန်းရှိတဲ့ခုံဆိုရင်ရတယ်ပေါ့နော်အဲ့ဒါစပွဲကုံအောက်ကိုဝင်ထိုင်ရမယ်နိုင်တန်ဒီကောက်တောင်12ချက်မြည်ပြီးဆိုတာနဲ့ကောက်တောင်တစ်ချက်မှာစပစ်သီးတစ်လုံးနောက်တစ်ချက်မှာတစ်လုံးပေါ့နော်ဇက်တိုက်စားနေရမှာပေါ့နော်ဇက်တိုက်စားပြီးတော့သူစားနေတဲ့အချိန်မှာလည်းပဲကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုတစ်ခုချင်းစီဆူတောင်းသွားရမှာဆိုတော့စပစ်သီးက12လုံးဖြစ်တဲ့အတွက်ဆန္ဒ12ခုပေါ့နော်ဆူတောင်းက12ခုတောင်းရမယ်အဲ့တော့ရုပ်တရက်ဆိုလို့ရှိရင်မေ့သွားတတ်တဲ့အတွက်ကျမကတော့အကြံပေးချင်တာလေးကစာရွက်လေးတဲ့ချရေးထားပေါ့နော်ဒီဆူတောင်း12ခုကိုကြိုပြီးတော့ချရေးထားစပစ်သီးတစ်လုံးစားတယ်ဆိုရင်ဆူတောင်းတစ်ခုကိုဆူတောင်းနောက်တစ်လုံးစားလို့ရှိရင်နောက်ထပ်ဆူတောင်းတစ်ခုကိုဆူတောင်းပေါ့နော်ဒါလေးဆိုလို့ရှိရင်တော့သူက12ချက်12လုံးဆူတောင်း12ခုကွက်တိပြန်ပြီးတော့ပြည်တယ်ပေါ့နော်ဆူတောင်းတဲ့အခါမှာလည်းပဲဘယ်ဟာကိုပဲဆူတောင်းလို့ရတယ်အဓိကကတော့သူအချစ်ရေးအတွက်ဆူတောင်းနေဆိုရင်ပို့ပြီးတော့ပြည့်တယ်လို့ပြောတယ်เนาะနောက်တစ်ခုမှတ်ရမှာကသူက underwear ပေါ့เนาะဒီအတွင်းကန်ဘောင်းမီကိုအတွင်းကန်ဘောင်းမီဒီအတွင်းကန်အင်ကြီးကိုသူကအနီအောင်ပန်းရောင်ဒါမှမဟုတ်เนาะပန်းစီရောင်ဝတ်ရမယ်ပေါ့เนาะအဲ့လိုအလေးအထားလေးလည်းရှိတယ်အနီရောင်တို့ပန်းစီရောင်တို့ပန်းရောင်တို့ underwear အနေနဲ့ဝတ်မယ်ဆိုလို့ရှိရင်သူအချစ်ရေးအတွက်ဆူတောင်းလို့ပြည့်တယ်ဆိုတာမျိုးလေးတွေကျွန်တော်တော်တော်များများလေးကြားရပါတယ်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီကိုကအချစ်ရေးအတွက်ကံကောင်းခြင်းနဲ့အချစ်ရေးနဲ့ပတ်သက်ပြီးဆူတောင်းခြင်းနဲ့ဒါမှမဟုတ်တခြားဟာတွေဆူတောင်းနေဆိုလည်းရပါတယ်နော်ဆူတောင်းခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ31ရက်နေ့ New Year ညမှာ12နာရီမထိုးခင်ပေါ့နော်ဒီနာရီတန်12ချက်အတွင်းမှာကျမတို့ဒီစပစ်သီးလေးတွေကိုတစ်လုံးချင်းစီစားပြီးတော့စုကိုတစ်ခုချင်းစီတောင်းရမှာဖြစ်တယ်ပေါ့နော်ဒီအချက်အလက်တွေအားလုံးနဲ့ကိုက်ညီသွားပြီဆိုလို့ရှိရင်တော့ဒီဗီဒီယိုကအထားမြောက်သွားပြီသူ challenge လေးတစ်ခုလုပ်ရတယ်လို့ပဲပြောဖို့လည်းကောင်းတယ်ပေါ့နော်တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ဒီအလေးထားလေးကိုတငယ်ချင်းတွေအတူတူအဲ့ညမှာလောက်ကြတာမျိုးလေးလည်းရှိတယ်နော်ပြီးသွားလို့ရှိရင်ဒီတစ်နှစ်ပတ်လုံးမှာဘာစုတောင်းတွေပြည့်သွားပြီလဲပြန်ဆန်းစစ်ကြတာမျိုးလေးလည်းရှိပါတယ်အဲ့တော့ကိုကဒါလေးတွေကိုယုံကြည်တယ်ဒါမှမဟုတ်ရင်လည်းကိုကအပျော်တမ်းအနေနဲ့သဘောကျတယ်လိုက်လုပ်ကြည့်ကျင်တယ်ဆိုလို့ရှိရင်ဒီစပစ်သီး12လုံးရတရားလို့လည်းပြောလို့ရတယ်ပေါ့နော် ritual ရဲ့အစီအရင်လေးကိုလိုက်ပြီးတော့လုပ်ကြည့်ပါပြီးရင်ဘာစုတောင်းတွေပြည့်လာလဲဆိုတာကိုလည်းဗီဒီယိုလေးအောက်မှာကိုစုတောင်းနေပြည့်လို့ရှိရင်ပြန်ပြီးတော့မျှဝေပေးလို့ရပါတယ်เนาะဒါလေးကတော့အရင်စိတ်ထဲမှာ serious မဖြစ်ဘဲနဲ့ပုတ်ပပလေးနဲ့ပျော်စရာ challenge လေးတစ်ခုအနေနဲ့ပဲလိုက်လုပ်ဖို့တော့ Emily ကတိုက်တွန်းပါတယ်စုတောင်းတွေကပြည့်ခဲ့သည်ဖြစ်စေမပြည့်ခဲ့သည်ဖြစ်စေပေါ့เนาะဘယ်လိုပြောရမလဲ
ကိုယ့်ရဲ့စိတ်ကလေးကပျော်သွားတယ်ဒါလေးကိုလှုပ်လိုက်လို့ဟိုပျော်စရာအချိန်လေးတစ်ခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်အမလီကကျေနပ်ပါတယ်လို့တကယ်လို့ကိုအရင်နှစ်တည်းကလှုပ်ခဲ့ပြီးတော့ဒီနှစ်မှာပြည့်သွားတယ်ဆူတောင်းလေးတွေရှိလို့ရှိရင်လည်း comment မှာတခြားသူတွေသိအောင်ပြန်ပြီးတော့ညှဝေပေးပါအောင်နော်ဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲနှစ်သက်မှာစိတ်ရောလူရောပျော်ရွှင်ပြီးတော့ Happy New Year ကနေစပြီးတော့ကိုလိုအင်ဆန္ဒတွေအားလုံးပြေဝပါစေအချစ်ရေးတွေလည်းအများကြီးအဆင်ပြေပါစေလို့အမလီကဆုတောင်းပေးလိုက်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော် Bye bye